လီဗာပူးနဲ့ပွဲမှာဆက်စကိုကိုဘာလို့ထုတ်ထားရတာလဲဆိုတာရှင်းလင်းလာခဲ့တဲ့မန်ယူနိုက်တက်နီးပြရိုဘီယာမိုရီယမန်နေ့ညကတော့မန်ယူနိုက်တက်အသင်းဟာလီဗာပူးတို့ရဲ့အိမ်ကွင်းဖြစ်တဲ့အန်ဖီလ်မှာတွားရောက်ကစားခဲ့ပြီးဒီပွဲမှာတော့နီးပြရိုဘီယာမိုရီဟာမန်ချက်စတာယူနိုက်တက်နီးပြအပြင်ပရီးမီးယားလိဂ်မှာပထမဆုံးနှစ်ပွဲဆက်တိုင်နိုင်ရခဲ့တဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ပွဲမစားခင်မှာတော့အမိုရီဟာပရိသတ်တွေရဲ့ပြစ်တင်ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရပါသေးတယ်။အကြောင်းကတော့ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်ကိုသွင်းထားပြီးဈေးကြီးပေးဝယ်ယူထားတဲ့တိုက်စစ်မှုဘင်ဂျမင်ဆက်စကိုကိုအရန်ခုံမှာထိုင်ခိုင်းထားပြီးမတ်တရူးကွန်ညာကိုသာအထောင်တိုက်စစ်ထားရင်ပွဲထွက်လာခဲ့လိုပါပဲ။ဒါကြောင့်လေပွဲမစခင်မှာတင်ပရိသတ်တွေဟာမန်ယူနိုက်တက်နီးပြအမိုရင်ကိုတောတာထွက်ခဲ့ကြတာဖြစ်ပါတယ်။တစ်ဖက်မှာကလည်းကျိုးချဖန်တွေကသူတို့ရဲ့အိမ်ကွင်းဖြစ်နေတဲ့ပြင်ရှေ့တုန်းကရှုံးပွဲတွေစက်တိုက်ကြုံတွေ့ထားတာကြောင့်အန်ဖီလ်မှာအပီတီးမဲ့လူကြွေးကြော်နေကြတာဖြစ်ပါတယ်။ဒီပွဲမှာတော့ United က3-4-2-1ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာတော့အဘူမိုကွန်ညာမေဆင်မောင်းတို့ကိုတွဲပေးထားသလိုဘရူနိုကက်စမီရိုကွင်းလင်နဲ့ဝင်းဘက်နေရာမှာအာမတ်နဲ့ဒါလော့တို့ကိုအသုံးပြုလာပါတယ်။နောက်တန်းမှာတော့ရှော့တီလင်မကွဲအား3ယောက်တန်းနဲ့ကိုသမားနေရာမှာတော့ပြီးခဲ့တဲ့ပွဲတုန်းကလက်စွမ်းပြထားတဲ့ကိုသမားတင်လက်စပန်းကိုပဲပြန်သုံးလာပါတယ်။အေရှင်လီဗာပူးတို့ကတော့ချက်စီးနဲ့ပွဲတုန်းကပွဲထွက်စီရင်အတိုင်းသာပြန်သုံးပြုလာပြီးထူးထူးခြားခြားပြောင်းလဲတော့သိမမရှိခဲ့ပါဘူး။ပွဲမစခင်မှာတော့မန်ယူနိုက်တက်ပရိသတ်တွေလည်းအရှင်ပွဲတွေလို7-0, 5-0စတဲ့အရှက်တကွဲရလက်တွေထွက်လာမလားစိုးရိမ်နေကြသလိုလီဗာပူးတင်အင်ကွင်းမှာအနိုင်မရတာကလည်း9နှစ်လောက်ကြာနေတဲ့အပြင်နီးပြကပါ92ကြောင်ပြီးဈေးကြီးပေးဝယ်ထားတဲ့တိုက်စစ်မှုဆက်စကိုအရန်ခုန်ထိုင်ခိုင်းထားပါသေးတယ်။ဒါပေမဲ့ပွဲပြီးရလက်ထွက်လာချိန်မှာတော့နီးပြအမိုရီရဲ့ဆုံးဖြတ်ချက်ကမှန်ကန်သွားခဲ့ပြီးယူနိုက်တက်ဟာလီဗာပူးတင်ကိုအင်ကွင်းဖြစ်တဲ့အန်ဖီလ်မှာပဲ2ဂိုးတဂိုးဆိုတဲ့ရလက်နဲ့အနိုင်ယူသွားခဲ့ပါတော့တယ်။ပွဲကစားချိန်တွင်မှာတော့ပွဲစာပေးမကြခင်62စက္ကန့်မှာပဲအမ်ဘူမိုရဲ့မထင်မှတ်ထားတဲ့အဖွင့်ကိုနဲ့ယူနိုက်တက်တို့ကပွဲကိုဦးဆောင်သွားခဲ့ပြီးဒီကိုကြောင့်အေရှင်လီဗာပူးတို့လည်းကစားကွက်ပြတ်သွားရပါတယ်။ချီပါကိုပြန်ယူဖို့ယူနိုက်တက်တို့ကနောက်ကနေဒရက်ဆက်ဖိအားပေးတိုက်စစ်ဆင်နေပေမဲ့တိုက်စစ်ပိုင်းကလည်းအသေးချာသုံးမချနိုင်ခဲ့တယ်လို့ဂိုးကန်ခင်းနေခဲ့ပါတယ်။အိုင်ဆက်ကတော့လုံးဝကိုပြောင်းနေတယ်လို့မိုဟာမက်ဆာလာကလည်းစီမာတောက်လာသလားထင်ရအောင်အပိုင်လုံးတွေကိုဘေးကန်လိုကန်ကပ်ဖို့ဆိုရင်တော့အတော်ကိုကန်ဆွန်းလို့နေပြီးအပိုင်ခွင့်ရည်တွေကလည်းတိုင်ထိတာကြီးပဲ3ချိန်လောက်ရှိခဲ့ပါတယ်။ယူနိုက်တက်ကစားပုံကလည်းဒီပွဲမှာအတော်ကိုကောင်းမွန်နေပြီးတံပြန်တိုက်စစ်တွေကထိရောက်လာတယ်လို့အာမန်အန်ပူမိုကွန်ညာတို့ရဲ့မြန်ဆန်တဲ့ကစားပုံကဒရက်ဆက်ပီယာပေးတိုက်စစ်ဆင်မှုစူးစမ်းနေတဲ့လီဗာပူးတို့ကိုအခက်တွေ့စေခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းစာမှာတော့အေရှင်လီဗာပူးတို့ကဖိအားပေးတိုက်စစ်ဆင်ရင်ပွဲကိုဦးဆောင်လာပြီး88မိနစ်မှာတော့ကိုတီကပ်ပိုကခြေပါကိုပြန်လဲသွင်းယူသွားခဲ့ပါတော့တယ်။ဒါပေမဲ့ခြေပါကိုပြန်ရပြီးတိတ်မကြခင်ပွဲကစားချိန်84မိနစ်မှာပဲဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးဖန်တီမှုကနေယူနိုက်တက်ဖန်တွေရဲ့ချစ်တော်ခေါင်းကြီးဟာရီမက်ကွိုင်ယာရဲ့ခေါင်းတိုက်ကိုနဲ့အတူယူနိုက်တက်နီးပြအမိုရင်နဲ့တရဲနီဖန်တွေအတွက်အဖိုးတန်နိုင်ပွဲတစ်ခုဆောင်ကျင်းပေးနိုင်ခဲ့ပါတော့တယ်။ပွဲပြီးမှာတော့အောင်ပွဲခံနေတဲ့နီးပြအမိုရင်ကဆက်စကိုကိုပါကြောင့်ထုတ်ပယ်ထားရလဲဆိုတာကိုရှင်းပြလာခဲ့ပါတယ်။တခါတလေပွဲရဲ့အခြေအနေအရချင်းကပ်ပုံပြောင်းလာပါတယ်။အထူးသဖြင့်အကြတဲထဲမှာကိုယ့်ရဲ့တွင်းစိတ်ဆန္ဒနဲ့အလိုလိုတိစိတ်ကိုလည်းနားထောင်ရပါတယ်လို့သူကဆိုပါတယ်။သူ့ရဲ့နီးပြွားကိုရှင်းပြရမှာတော့ကိုညာကိုထောင်တိုက်စမှာဥဆောင်စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုခက်စစ်မှုတွေကစစ်ကိုလိုကစားသမားတွေကိုဆိုရင်ထိန်ချုပ်ဖို့ပိုလွယ်နေလို့ပဲလို့ဖွင့်ရခဲ့ပါတယ်။ပြောရရင်တော့အမိုရီဟာအချိန်ကြီးရပွဲချင်းကပ်ပုံကိုပြောင်းလဲဖြစ်ခဲ့တာပါ။ဒီပွဲဟာယူနိုက်တက်တို့အတွက်2016နောက်ပိုင်းအန်ဖီလ်မှာပထမဆုံးသောအနိုင်ပွဲလေးဖြစ်ပါတယ်။ဒီရလကြောင့်အမိုရီဟာယူနိုက်တက်မှာပထမဆုံးနှစ်ပွဲဆက်တိုက်အနိုင်ပွဲရခဲ့တယ်လို့လီဗာပူးကတော့စံချိန်မတန်းကောင်းတစ်ခုကိုကျိုးပြတ်ခဲ့ရပြီးယူနိုက်တက်ကိုအန်ဖီလ်မှာဒူးထောက်ပေးလိုက်ရတာဖြစ်ပါတယ်။လီဗာပူးဖန်တွေအတွက်တော့ညီမလေးတို့ကိုလောလောလတ်လတ်ရှုံးထားတဲ့ပြင်လေးပွဲဆက်ရှုံးတဲ့အသင်းရဲ့စံချိန်ကျိုးပြတ်သွားခဲ့တယ်လို့အန်ဖီလ်မှာအနိုင်ကိုမက်ကွိုင်ယာကတက်သွင်းခဲ့တဲ့ဆိုတဲ့ခန်းစားချက်ကသူတို့အတွက်ခါသီးနေလောက်မှသိကြပါတယ်။အခုချိန်မှာတော့နီးပြအန်စလော့ပေါ်လေဖီယာတွေကြာရောက်လာခဲ့ပြီးဒီရလက်ကြောင့်ဂျိုးဂျာနီတို့ဟာဇယားတိတ်ကအာဆင်နယ်ရဲ့တင်းနဲ့ရမတ်လေးကွာအဆင့်လေးနေရာမှာယူနိုက်တက်ကတော့လီဗာပူးတင်းနဲ့ရမတ်2မှတ်အကွာထိရောက်လာခဲ့ပြီးဖြစ်ပါတယ်။